နေမျိုးလေးတစ်မျိုးကဆေးရုံဝင်ထဲမှာတယောက်တည်းညာအိမ်ရမှာဆိုရင်တင်ဆိုရင်ရောကြောက်တယ်လားတီရီကသူနာပြုတင်တဲ့ဆေးကစားဆိုတော့နေမျိုးလေးတစ်မျိုးမှာပထမဦးဆုံးတာဝန်ကျတာဆိုတော့အရန်ကိုဆိတ်လုံရှာနေပါတယ်ကားကိကနေစိုက်ကားလေးစီးပြီးတော့ဆေးရုံကိုသွားခဲ့ပါတယ်ဒါပေမဲ့ဆေးရုံဝင်ထဲကိုခြေချလိုက်တာနဲ့ပတ်ဝန်းကျင်ကတိတ်ဆိတ်လို့နေပြီးသူမအတွက်ကြောချမ်းစရာတခုလို့ဖြစ်နေပါတယ်သူမနေရမဲ့အဆောင်ကားလေးနဲ့ရောက်လို့ပစ္စည်းတွေချဂရိမောက်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာသူမမြင်လိုက်ရတာကတော့ကလန်လန့်မှာမြေတက်နေတဲ့ရေခွင်းရုံလေးပါနေမျိုးလေးဆိုတော့လူနာကနေပြီးဆေးရုံကလည်းတိတ်ဆိတ်နေပါတယ်အဆောင်ဝါကအခန်းလေးကရှိပါတယ်အပေါ်တက်ပါနေတဲ့ဆယ်ဝါမလေးနဲ့အန်နီကြီးကလူထဲမှာရှိတဲ့သူတို့အိမ်မှာပဲပြန်ရင်းကြတာများပါတယ်ဘေးကမှာရှိတဲ့အမားကလည်းညဘက်ဂျူတီကြာနေရဆိုတော့တဆောင်လုံးမှာတီရီတယောက်ပဲရှိနေတာပါအဆောင်ကညဘက်ဆိုရင်တိတ်ဆိတ်နေပြီးပရဲ့အော်ဂန်ကလွဲလို့ဘာမှမကြားပါဘူးတခါတည်းရေခွင်းရုံဘက်ကနေပြီးတော့အလောင်းတွန်းလာတဲ့တွန်းလင်းလန်နဲ့တကားပိတ်တံကိုပဲကြားရတာမျိုးပဲရှိပါတယ်။ညမှာတော့တီရီတယောက်ဆေးရုံကနေအဆောင်ကိုအပြန်ကော်ရီဒါပေါ်မှာလမ်းလျှောက်နေတော့အနောက်ကနေတရရောလိုက်လာသလိုမျိုးကြားလိုက်ရပါတယ်။အနောက်ကိုလှည့်ကြည့်လိုက်ပြင်မယ်လေဘာမှရှိမနေပါဘူး။နေညတညမှာတော့တီရီအိမ်ဝန်းချနေတော့ခွေးဟူတန်တွေကြားတော့လှမ်းပြီးတော့နိုးလာပါတယ်။ခွေးဟူတန်တွေကလည်းတော်တော်နဲ့မပြီးသွားဆိုတော့တီရီလည်းအိမ်မရပဲဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားကိုတယောက်ကလာခောက်တဲ့အတန်ကိုတီဗီကြားလိုက်ရပါတယ်အဆောင်မှာတယောက်တည်းရှိနေတာဆိုတော့တီဗီလည်းအနှိမ့်ငယ်မှင့်သက်ပြီးတော့အံ့ဩသွားပါတယ်အခန်းမြင်မှလည်းခြေတံတွေကြားနေတဲ့အတွက်တီဗီလည်းဘသူလဲလို့မြင်လိုက်ပါတယ်ဒါပေမဲ့ဘာမှပြန်မကြားရပါဘူးအဲ့ဒီအချိန်မှာပဲတီဗီရဲ့မျက်လုံးကအခန်းထဲမှာရှိတဲ့မှန်တစ်ချက်စီကိုရောက်သွားပါတယ်အဲ့ဒီအချိန်မှာမြင်လိုက်ရတဲ့မြင်ခွင့်ရတော့မှန်ထဲမှာတီရီရဲ့အနောက်မှာမျက်နှာဖြူဆွတ်ပြီးတော့စပင်းဖားလာချတာတဲ့မိမတယောက်ကရက်နေရပါထုံမြင်မျိုးကိုမြင်လိုက်ရတဲ့တီရီတယောက်ကတော့လိပြလွှမ်းမတက်ကြောက်လန့်နေတော့တတိမျိုးရတော့ပါတယ်မနေ့ရောက်လို့စိတ်ယုံကြည်ပြီးဆင်းတဲ့အခါမှာလုံလုံကြီးဦးလေးကြီးကိုနေကြည့်တဲ့အခါမှာသိလိုက်ရတာအဲ့ဒီဆောင်မှာအဲ့လိုအဖြစ်ပြလို့ခဏခဏဖြစ်တယ်ဆိုတာပါပဲနောက်ပိုင်းမှာတော့တီဗီတယောက်တည်းညဘက်ရှိနေတဲ့အချိန်မှာကားခောက်တဲ့အတန်လေးကြားနေရပေမဲ့တီဗီတယောက်ဖျားစာကိုပဲရွတ်နေတဲ့အတွက်ဘာမှတော့စက်ပြီးဖြစ်မလာတော့ပါဘူးနောက်တစ်လလောက်ကြာတဲ့အချိန်မှာတော့တီဗီတယောက်လှုပ်ဖို့ကင်မန်းနဲ့အဆောင်ကနေပြောင်းရွှေ့ပြီးတော့မြို့ရဲပါပဲငားနေဖြစ်တော့ပါတယ်ဒါပေမဲ့မှန်ထဲမှာမြင်လိုက်ရတဲ့အဲ့ဒီညကမြင်ခွင့်ရတော့တီဗီတယောက်တော့မမေ့နိုင်စရာအဖြစ်ပြက်တစ်ခုဖြစ်နေပါတော့တယ်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Private Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ